အဖေယူရန်ကအဖေရဲ့သမီးရင်ဖြစ်နိုင်မလားမဟုတ်ရင်ဘာလို့သူ့ကိုဒီလောက်ထိမျက်နှာသာပေးနေတာလဲအဲ့ဒါကအတိတ်ပဲမရှိတာပဲချင်းဖန်းလိုချင်နေဆိုရင်သူ့ကိုပေးလိုက်ပါလက်ထက်တုန်းကရှင်ကျမရဲ့ရှယ်ယာ20%ကိုယူခဲ့တုန်းကဒါကရှင်ကလေးတွေအတွက်တင်ထားပေးဖို့လို့ပြောခဲ့တာမဟုတ်ဘူးလားအခုရှင်ကပိုင်ရှင်ဖြစ်တဲ့ကလေးတွေစီကိုမပေးချင်တော့ဘူးလားဒါမှမဟုတ်ရှင်ကဒီမိသားစုပေါ်မှာအခြားရည်ရွယ်ချက်တွေရှိနေတာလားအမေရဲ့စကားတွေကတစ်ခုပြီးတစ်ခုပိုပြီးထက်မြက်နေပြီးလူရှယ်ယာတွေကိုမလွှဲပေးရင်ပုံရိပ်ကချက်ချင်းပြိုလဲသွားပြီးသူဒီအတိုင်းဝိုင်းထဲမှာဆက်ပြီးမလှုပ်ရှားနိုင်တော့ပဲသူ့ဇနီးကတရားစွဲပြီးကွာရှင်းပြက်ဆဲတာနဲ့အဆုံးသတ်သွားနိုင်တယ်ဒါပေမဲ့သူလွှဲပေးလိုက်ရင်သူကအာဏာမရှိတဲ့အိမ်တော်ဦးစီးလိုမျိုးပဲကအကိုအကြီးဆုံးရဲ့အေးဆက်ဆက်မျက်နှာဒုတိယအကိုရဲ့ဆုတ်ထားတဲ့လက်တီးအမေရဲ့လှောင်ပြုံးနဲ့ကျွန်တော်ရဲ့အပြစ်မဲ့တဲ့အမူအရာကိုကြည့်လိုက်ရင်ငါရှုံးသွားပြီကောင်းပြီချင်းဖက်လိုချင်ကလေးကဒါဆိုဖေးပေးပါမယ်အဲ့ဒီအချိန်မှာပဲအမေကရှေ့နေတယောက်ကိုခေါ်ပြီးရှယ်ယာလွှဲပြောင်းရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့တဲ့အဖေကစာရွက်ပေါ်မှာသူ့လက်မှတ်ကိုရေးထိုးလိုက်တဲ့အချိန်သူ့လက်ကတိတိတတ်တာတုံရင်းနေခဲ့တယ်သူအဲ့ဒီစာရွက်ကိုကြည့်လိုက်ပြီးငါရှုံးသွားပြီဒါပေမဲ့ငါဒီနေရာမှာရက်မနေဘူးအဖေခုချက်ချင်းစိတ်ညစ်မနေပါနဲ့အိုးဒီနေ့ကအစပဲရှိသေးတယ်မွေးနေ့ပွဲပြီးနောက်ချန်မီသားစုဗီလာရဲ့လေတုကပြောင်းလဲခဲ့တယ်အဖေချန်နိုင်ရန်ကအိမ်တော်ဦးစီးဆိုတဲ့ပွဲကိုစုပ်ကင်ထားဆဲပဲပြီးတော့ကုမ္ပဏီရဲ့အာဏာကိုအမေနဲ့အကိုအကြီးဆုံးကထိန်းချုပ်ထားခဲ့တယ်အိမ်ပြန်ရောက်တဲ့အခါဒုတိယအကိုကလေ့ကျင့်ရင်းနဲ့စာလေးလာတာကိုပဲအချိန်ပေးခဲ့ပြီးအမေကသူ့အပေါ်မှာရေခဲလိုအေးဆက်နေပြီးသူကလုံးဝအထီးကျန်တဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်သူကိုယ်တိုင်နေတိုင်းချက်ပြုတ်ပြီးအရာအလုံးအဆင်ပြေရဲ့လားလို့မေးခဲ့တယ်သူတကယ်ပဲပြောင်းလဲသွားတယ်လို့မျိုးပဲဒါပေမဲ့ဒါကမုံတိုင်းမလာခင်ငြိမ့်သက်ခြင်းပဲဆိုတာကျွန်တော်သိတယ်ထမင်းစားခန်းမှာမိသားစုတစ်ခုလုံးထမင်းစားနေတော့အဖေကပူပူနွေ့နွေ့ချက်စွပ်ပြုတ်အိုးတိုးယူလာခဲ့တယ်အဖေကဒီနေ့ညနေခင်းတစ်ခုလုံးကိုဒီချက်မဲစွပ်ပြုတ်ကိုပြင်ဆင်ဖို့အချိန်ကုန်ခဲ့တာဒါကနင့်အတွက်တိတ်ကောင်းတယ်နင့်ခြေတော့ကကောင်းလာပြီးပိုးတော့မိမနဲ့အရန်အလုပ်စူးစမ်းနေရတယ်ပိုးတော့ပါအောင်မိသားစုတစ်ခုလုံးကသူတို့အရှိမရှိတဲ့စွပ်ပြုတ်ကိုစိုက်ကြည့်နေကြပြီးအမေကသူ့ကိုအေးဆက်ဆက်ကြည့်လိုက်တယ်ဂျန်ကိုနင်ဒီလိုမျိုးအားဆိုင်နေဖို့မလိုပါဘူးငါရီယန်ကိုနှင်ထုတ်လိုက်ပြီးချင်းဖန်စီရှယ်ယာတွေလွှဲပေးခဲ့ပြီလေအခုကိုကမိသားစုနဲ့အတူကောင်းကောင်းမွန်မွန်နေထိုင်ခြင်းရုံတင်ပါငါသိပါတယ်မင်းတို့အားလုံးအချိန်လိုတယ်ပြီးတော့မင်းတို့ကိုပြောစရာတစ်ခုရှိသေးတယ်ငါတို့ဇာတိရွာကဦးလေးကြီးဆုံးကအရန်နေမကောင်းဖြစ်နေတယ်ငါမနှက်ဖြန်သူ့ကိုတွားတွေ့ချင်တဲ့ဇာတိရွာကိုပြန်လာလားအရင်ဘဝတုန်းကအဲ့ဒီအချိန်မှာပဲသူအိမ်ကနေထွက်သွားဖို့အကြောင်းပြချက်တစ်ခုလုပ်ခဲ့တာပြီးတော့အဲ့ဒီညမှာပဲဗီလာကမီးလောင်ခဲ့တယ်သူအာလီဘိုင်တစ်ခုဖန်တီးနေတာကျွန်တော်ရဲ့အတွေးတွေကိုကြားလိုက်ရတော့စွပ်ပြုတ်ကိုစားရမလားမစားရဘူးလားလို့တွေးဝေနေတော့မှဖြစ်တဲ့ဒုတိယအကူကတုံရင်သွားပြီးစွန်းကိုပကံလုံးထဲကိုလွတ်ကျလူမီပါဖြစ်သွားခဲ့တဲ့အမေရဲ့အကြီးကချက်ချင်းထက်မြက်သွားပြီးအကူအကြီးဆုံးကစပွဲအောက်မှာလက်ကိုတင်းတင်းဆုပ်ထားခဲ့တဲ့အဲ့ဒီအချိန်မှာမိတ်ဆိတ်တဲ့နားလည်မှုတစ်ခုရှိနေတယ်လို့ပဲဦးလေးကြီးဆုံးကနေမကောင်းဖြစ်နေရင်ဒါဆိုနေတကယ်ပဲသွားတွေးတဲ့နဲ့မနှက်ဖြန်အစောကြီးသွားလို့ရတယ်ဒါဆိုငါမနှက်ဖြန်သွားမယ်နင်တို့အားလုံးအိမ်မှာဂယုစိုက်ကြပါညဘက်ကြရင်တကားတွေပြတင်းပေါက်တွေကိုတင်းတင်းပိတ်ထားကြနောက်တနေ့မနက်မှာအဖေကလက်ဆွဲအိတ်ကိုကင်ပြီးဗီလာကနေထွက်ခွာသွားခဲ့တယ်။ပေါင်မိုက်ပြီးလေတိုက်တဲ့ညတန်းခေါင်3နာရီမှာချန်တိုင်းရန်ကူကအနက်ရောင်ဝတ်စုံကိုဝတ်ထားပြီးသူ့ကိုယ်ပိုင်အိမ်ကိုတိတ်တိတ်ဆိတ်ဆိတ်ပြန်လာခဲ့တယ်။သူကတက်စီနှစ်ကားလမ်းကိုတည်လာခဲ့တယ်။ငါ့ကိုရက်ဆက်တယ်လို့အပြစ်မတင်ပါနဲ့နင်တို့ငါ့ကိုဖိအားပေးခဲ့တာငါရဲ့ရှယ်ယာတွေကိုယူပြီးငါ့ကိုခွေးလိုဆန်လာခဲ့တာငါဘာမှမရနိုင်ကြတဲ့ကဘယ်သူမှအသက်ရှင်ကြမှာမဟုတ်ဘူး။သူကကင်မရာတွေရဲ့အဟောင်းကွယ်နေတဲ့နေရာတွေကိုကျွမ်းကျင်စွာရှောင်တိန်ခဲ့တယ်ဒါပေမဲ့အဲ့ဒီနေရာတွေမှာတက်ဆင်ထားတဲ့လျှို့ဝှက်ကင်မရာတွေရှိနေတာကိုသူမသိခဲ့ဘူးသူမိချစ်တစ်ခုချစ်လိုက်တဲ့အားနေတဲ့မိတောက်ကသူ့ရဲ့ပုံပြက်နေတဲ့မျက်နှာကိုလင်းထိန်စေခဲ့တယ်ချစ်ရတဲ့ခြံခွေခြံရံခြံဖန်းနောက်ဘဝကြရင်ခြံမိသားစုမှာပြန်မွေးမလာပါနဲ့ထာဝရနှုတ်ဆက်ပါတယ်ခြံကပြီးတာနဲ့နေရာကနေထွက်ပြေးဖို့လှည့်လိုက်တဲ့မိကတညာလုံးလောင်ကျွမ်းနေခဲ့ပြီးဇင်ခံဗီလာကအခုတော့အနက်ရောင်မိခိုးတွေပေါ်ထွက်နေစေဖြစ်တဲ့မိလောင်ထားတဲ့အပြက်စီးပုံကြီးတစ်ခုဖြစ်လာခဲ့တယ်မနက်10နာရီမှာခြံကြံကူကတရင်ရပြီးနောက်အပြေးလွှားပြန်လာခဲ့တဲ့သူရဲတွေရဲ့တားဆီးထားတဲ့တိတ်ကိုဖျက်ကျော်ပြီးအပြက်စီးတွေရှိမှဒူးထောက်လဲကြကနှလုံးကြည်ကွဲစရာငိုကြွေးမှုကိုထုတ်ဖော်လိုက်တယ်ကျွန်တော်ရဲ့ချစ်လှစွာသောကလေးတို့ဒါမျိုးဘယ်လိုဖြစ်ရတာလဲအိမ်နီးနားချင်းတွေနဲ့တရင်ထောက်တွေကနေရာအနှံ့မှာရှိနေကြပြီးဒီမြင်ကွင်းကိုမြင်တဲ့ဘသူမှစိတ်မလှုပ်ရှားပဲမနေနိုင်ကြဘူးအကြီးမားဆုံးအဖြစ်ဆိုပဲမိသားစု9ယောက်ရှိတဲ့ထဲအိမ်ရဲ့အမျိုးသားပဲအသက်ရှင်ကျန်ခဲ့တဲ့မိသားစုကတညာရဲနဲ့ပျက်စီးသွားခဲ့တဲ့မိသက်သမားတွေကသူ့ကိုတင်းတင်းကြပ်ကြပ်ဆွဲထားခဲ့ရတယ်ဒါပေမဲ့သူကောင်းကုန်းလိုက်တဲ့ခဏချင်းမှာပဲမျက်ရည်တွေနဲ့ဖုံးလွှမ်းနေတဲ့မျက်နှာရဲ့ထောက်ဆုံးကနည်းနည်းမြင့်တက်သွားပြီးရက်ဆက်တဲ့အပြုံးတစ်ခုကိုဖော်ပြလိုက်တယ်ငါ့ကိုဒုက္ခပေးတဲ့လူအားလုံးတေကုန်ပြီးအခုငါကတူးလေးသောအမွေဆက်ခံသူပဲသူကအောင်ပွဲရဲ့ပျော်ရွှင်မှုထဲမှာညှိမြုပ်နေပြီးသူ့ရဲ့နောက်ထပ်ငိုကြွေးမဲ့ဟောပြောချက်ကိုပြင်ဆင်ဖို့အသင့်ဖြစ်နေတော့မှရှင်းလင်းပြီးရင်းနှီးပေမဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အတန်တစ်ခုသူ့စီရောက်လာခဲ့တယ်အဖေချမ်းရဲ့တကိုယ်လုံးပြင်းထန်စွာတုံရင်သွားခဲ့တယ်ငါအယမ်းပျော်သွားပြီးစိတ်ချောက်ချားလာတာလား
အချစ်ကလေးနေငိုလို့ပြီးပြီလားအဖေအခုမတ်တက်ရက်လို့ရပြီအတန်တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီးချန်ချန်းကူကချက်ချင်းလှည့်ကြည့်လိုက်တဲ့မနက်ခင်းလင်းရောင်ထဲမှာကျမတို့မိသားစုဝင်၄ယောက်စလုံးကတန်းနဲ့မတ်တက်ရက်နေကြတယ်မလာနဲ့အကျွေးတိုင်းမှာပိုင်ရှင်ရှိတယ်မိကနင်းတို့ကိုလောင်ကျွမ်းစေခဲ့တာငါမဟုတ်ဘူးအဖေဘာအကြောင်းပြောနေတာလဲကျွန်တော်အဆင်ပြေပါတယ်ဟုတ်တယ်မလားမနက်ကတင်ကျွန်တော်တို့အစီအစဉ်ပြောင်းပြီးမိသားစုတစ်ခုလုံးပင်လယ်ခီးထွက်ဖို့ရွက်လေတစည်းငားခဲ့တယ်ခုပဲပြန်ရောက်တာနင်းအိမ်မှာမရှိလို့မင်းညကဘယ်သူမှမရှိခဲ့ဘူးသူမျောလင့်ထားတဲ့အရာနဲ့လက်တွေ့ဘဝရဲ့ရက်ဆက်တဲ့ကွာခြားချက်ကြောက်ရွံ့မှုနဲ့အတူအဲ့ဒီခဏချင်းမှာသူ့ကိုလုံးဝဝါမျိုးသွားခဲ့တယ်။ငါရဲ့စစ်ဆက်တဲ့အစီအစဉ်ကအိမ်လွတ်တလုံးကိုမိရှုတာနဲ့အဆုံးသတ်သွားခဲ့တယ်။အဖေကနည်းနည်းစိတ်ပြက်နေပုံရတယ်ဘာကိုဆိုလိုတာလဲ။အဖေကအရန်ပျော်လွန်းလို့ပါနင်တို့အဆင်ပြေတာကိုဝမ်းသာပါတယ်။ကျန်တဲ့အရာတွေကအရေးမကြီးပါဘူး။အိမ်ကမီးလောင်သွားပေမဲ့မိသားစုတစ်ခုလုံးဘေးကင်းနေတဲ့၍တော့အရာအလုံးအဆင်ပြေပါတယ်။ဒါပေမဲ့ကံမကောင်းစွာပဲရှန်အန်ကူဒီအိမ်မှာနင့်အတွက်နေရာမရှိတော့ဘူး။မိမနင်ဘာတွေပြောနေတာလဲ။ငါကနှစ်ယောက်ကြားလေးဒါပေမဲ့သူ့အကြီးကထိတ်လန့်တကြားဖြစ်နေခဲ့ပြီးအဖေဘာလို့လဲဆိုတာကိုသိချင်နေမှသိချပါတယ်ကျွန်တော်တို့မင်းညကအိမ်မှာမရှိခဲ့ဘူးပြီးတော့ကျွန်တော်တို့အိမ်မီးလောင်တဲ့အချိန်မှာကင်မရာတွေအားလုံးဘာလို့အလုံးမလုံးတော့တာလဲဆိုတာဘယ်လောက်တိုက်ဆိုင်လဲဟုတ်တယ်မလားတကယ်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကကွန်ဒိုမီနီယမ်မှာတောကြောင်တစ်ကောင်ပေါ်လာတယ်လို့ကြားခဲ့ရတယ်ဒါကြောင့်ဗီလာမှာလူဝက်လုံခြုံရေးကင်မရာတွေတက်ဆင်ခဲ့တဲ့ဥပမာပန်းခင်းတွေထဲမှာတစ်ပင်တွေပေါ်မှာပြီးတော့အဖေပြီးပြည့်စုံတယ်လို့ထင်ခဲ့တဲ့အဟောင်းကွယ်နေတဲ့နေရာတွေမှာတော့အဆင့်မြင့်ရေဆူခံပြီးအလွန်လျှို့ဝှက်တဲ့ကင်မရာတော်များများကအရာအလုံးကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုထဲမှာချန်ချန်ကူကပုံပြက်နေတဲ့မျက်နှာနဲ့ဓာတ်ဆီဘူးတွေကိုတည်ဆောင်လာပြီးလောင်စာတွေကိုဖြန့်ကျက်နေခဲ့တဲ့နောက်ဆုံးမိရှုတဲ့မြင်ကွင်းကတော့ quality ကောင်းကောင်းနဲ့ထွက်လာတယ်ငါ့ကိုပေးသူတက်တွေကိုဖျက်ဆီးဖို့ကျွန်တော်လက်ထဲကဖုန်းကိုလူယူဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့သူအရှိကိုခုန်ချလိုက်တဲ့ခဏချင်းမှာပဲအသင်ဖြစ်နေပြီဖြစ်တဲ့ဒုတိယအကူကသူ့ကိုကန်လိုက်ပြီးကျမ်းပြင်ပေါ်လဲကျအောင်လုပ်လိုက်တယ်ဒီဗီဒီယိုပြီးတော့ဓာတ်ဆီဝယ်ယူတဲ့မှတ်တမ်းပြီးတော့နေငားခဲ့တဲ့ကားငါးတဲ့ချက်လက်ကျမအရာအလုံးကိုရဲစီပေးပြီးမင်းဘာတွေပြောနေတာလဲအခုတော့ရဲတွေရောက်လာပြီးအော်တန်တွေကပိုပြီးနီးကပ်လာခဲ့တဲ့ရဲအရာရှိတွေပြေးလာကခြံတိုင်းရန်ကူကိုကျမ်းပြင်ပေါ်မှာဖမ်းဆီးပြီးငွေရောင်လက်ထိတ်တွေခတ်လိုက်တယ်ငါ့ကိုလွှတ်ပေးစမ်းငါကချန်ကီဂီရီရဲ့ဥက္ကဋ္ဌပဲကျွန်တော်တို့ဘာမှမသိဘူးလို့အဖေတကယ်ထင်နေတာလားကောင်းကင်ဘုံကကျွန်တော်တို့ကိုပြန်လည်မွေးဖွားခွင့်ပေးခဲ့တာကအဖေကိုငရဲစီကျွန်တော်တို့ကိုယ်တိုင်ပို့နိုင်ဖို့ပဲပြောင်းလဲသွားတဲ့ဂျန်ကိုကကျွန်တော်ကိုသူ့မျက်လုံးထဲကတန်တရားအရေးရောင်တစ်ခုနဲ့ကြည့်လိုက်တယ်အဖေယူရန်ကိုအရန်ချစ်တာကြောင့်ကျွန်တော်တို့မိသားစုတစ်ခုလုံးကိုမိရှုချင်တဲ့အထိဖြစ်ခဲ့တာလားယူရန်ကအဖေရဲ့သမီးရင်းလို့တကယ်ထင်နေတာလားအဖေရဲ့တငယ်ချင်းနဲ့ငယ်ချစ်ဟောင်းတို့ကညာပြီးမှမွေးလာတဲ့ကလေးဟုတ်တယ်မလားမင်းဘာကိုဆိုလိုတာလဲလူရန်ကျွန်တော်တို့စီကိုပြန်ရောက်လာတော့ကအမေကတိတ်ဆိတ်သူမစပင်တပင်ကိုယူပြီးအဖေနဲ့ပြန်စစ်ဆေးမှုလုပ်ခဲ့တယ်ဒါဆိုဖေရလက်ကိုမြင်လိုက်တာနဲ့အဲ့ဒါကဘာကိုပြချင်တာလဲဆိုတာသိလိမ့်မယ်တွေးဆက်နွယ်မှုမရှိဘူးကိုက်ညီမှုသူညမဖြစ်နိုင်ဘူးသူ့အမေကသူ့ကိုယ်တိုင်လူရန်ကငါသမီးပဲလို့ပြောခဲ့တာအဖေစဉ်းစားကြည့်ပါအဖေရဲ့ငယ်ချစ်ဟောင်းကအဲ့ဒီတုန်းကအဖေကိုဘာလို့ထားခဲ့တာလဲဘာလို့လဲဆိုတော့သူကဆင်းရဲတာကိုမုန်းလို့ပဲပြီးတော့သူချမ်းသာတဲ့လူတစ်ယောက်ရဲ့စွန့်ပစ်တာကိုခံခဲ့ရတယ်အဲ့အချိန်သူကလေးတစ်ယောက်ရခဲ့တယ်အခုအဖေကပတ်စံရှိတဲ့အချိန်မှပေါ်လာခဲ့တယ်အဲ့ဒါကကျွန်တော်အရင်ဘဝမှာတည်ဆုံးပြီးမှရှာဖွေတွေ့ရှိခဲ့တဲ့အမှန်တရားပဲအဲ့ဒီအမျိုးသမီးကအစကနေအဆုံးထိအမြဲတမ်းလိမ်ညာသူဖြစ်ပြီးချန်ချန်းကူကိုသူ့လက်ဖွာထဲမှာလှည့်ပတ်နေခဲ့တယ်သူတို့ငါ့ကိုလှည့်စားခဲ့တာလူတိုင်းငါ့ကိုလှည့်စားခဲ့တာသူ့ရဲ့ယုံကြည်ချက်ကပြိုလဲသွားခဲ့တယ်သူယူရန်အတွက်အရာအလုံးကိုပေးခဲ့ပြီးသူ့မှာရှိတဲ့ပျော်ရွှင်စရာမိသားစုကိုတောင်ဖျက်ဆီးခဲ့တယ်နောက်ဆုံးမှာတော့ကျွန်တော်သူ့ကိုရဲတွေခေါ်သွားတာကိုကြည့်လိုက်ပြီးဘာခံစားချက်မှမရှိခဲ့ဘူးအဲ့ဒါကအဖေရဲ့အဆုံးသက်ပဲကျွန်တော်ရဲ့အရင်ဘဝရဲ့အိမ်မက်ဆိုးကနောက်ဆုံးတော့ပြီးဆုံးသွားခဲ့ပြီး